ပြောတော့ဖြစ်တော်လန်ရေးကိုအရင်ရန်အောင်ရင်သည်ဟေ့ဗျလူပါလူပါဆိုပါရင်တီးသူတို့အေးမလုပ်သည်အဲ့လိုစကားမအနိုင်ကျင့်တာကြိတ်လို့ရင်ခံသည်ပေါ်တာပါရင်ငွေတွေရှားကားမတန်တဆရွေးရသည်ဒင်းတို့လေအသွားနဲ့အလားအပြောမပြတ်ပါသည်ထိမသာနာတက်ကြသည်စောက်ပြစ်တင်ရလို့ကိုယ်တိုင်ကနေအတုံးမကြတာအယူကွန်နေညသည်ပြောဦးမယ်ဗျာဆဲဖို့အကွက်ဝင်ခဲ့ရင်ဒင်းတို့လေဝိုင်းလို့အားချောင်းကြီးအားရိုင်းပြီးဘလူပြန်နေအောင်သူတို့လောက်ကြပြီချိန်လိုက်တဲ့ profile အမဲတွေတပတ်လောက်သာခံသည်အရင်လိုပုံမှန်ပြန်ကနေကြီးဒုံရင်းမဲဖြစ်မီပြောပြရင်သူတို့ကလေတကယ်လက်မခံသည်လောက်တဲ့အခါစောက်တလွဲလုပ်သည်ပြောပြရသည်တော့ပြုဒီသချင်းကိုရေးဖွဲ့ကအမုန်းခံလိုက်တော့နေကြိတ်လို့ခံပါဟုတ်လို့နာတာအဲ့ဒါအမှန်တရားပါအချောင်မရပါဘူးတော်လန်ရေးခရီးမှာမင်းလဲဝိုင်းပါမိမိကိုယ်တိုင်လွတ်မြောက်ခြင်းရင်ကြာရဝင့်ထမ်းကွာငါတို့လူဦးအောင်ပွဲများဟာအားလုံးတွက်ပါတို့မြန်သည်အေးချမ်းကြဖို့စစ်အမိုက်တို့အမြန်ကင်းစင်ဝိုင်းဝန်းကြိုးစားကူကြမှာတို့ပြည်သူလွတ်မြောက်ကြဖို့စစ်အမိုက်တို့အမြန်ကင်းစင်အားလုံးကြိုးစားရင်မုတ်ချပြည်တော်ဝင်အေးချမ်းသာယာခြင်းရင်ကျင်းစိုးကိုကြိုးစဉ်ပို့ရန်ပြေဟေးနေရီနဲ့စားတော့ရည်တွေမနီးအောင်မြင်ချောင်းလဲဖို့လေကြုံမလိုက်နဲ့လှုပ်အားကိုပြေးအာနာရှင်အတို့မရှိခြင်းဒိုင်တူတိုးမှရွေမဲ့အားတွေလဲဘိတ်တို့မှကြုံနေရင်လေကြုံစီးမဲ့အချင်းစိုးကိုပြေးအာနာရှင်အတို့မရှိခြင်းပါဝါတွေနေရာတွေမကြသူတွေအာနာတွေနေရာတွေမကြသူတွေတကူထွားဖို့လုံနေရင်အကျဉ်းစိုးကိုပြေးကြိတ်လို့ခံပါဟုတ်လို့နာတာအဲ့ဒါအမှန်တရားပါအချောင်မရပါဘူးတော်လန်ရေးခီးဟာမင်းလဲဝိုင်းပါမိမိကိုယ်တိုင်လွတ်မြောက်ခြင်းကြာရဝန်ထမ်းခွာငါတို့ຫນွေဦးအောင်ပွဲများဟာအားလုံးအတွက်ပါတို့မြဲပြီအေးချမ်းကြဖို့စစ်အမိုက်တို့အမြန်ကင်းစင်ဝိုင်းဝန်းကြိုးစားကူကြမှာတို့ပြည်သူလွတ်မြောက်ကြဖို့စစ်အမိုက်တို့အမြန်ကင်းစင်အားလုံးကြိုးစားရင်မုတ်ချပြည်တော်ဝင်အေးချမ်းသာယာခြင်းရင်ကျင်းစိုးကိုကြိုးစဉ်ပို့ရန်ပြေးကျုပ်တို့ပြည်သူတွေတောင်းဝင်အကုန်ကြီးဟုတ်ပါမလားကွယ်မောင်ကလူရဲ့ပြန်ပြီးစစ်ဆန်းဆန်းစစ်ပါလေလေးနှစ်ကျော်လာတောင်းဝင်ကြည်ပြီးထေငါးနှစ်ရောက်တော့ပုံမှန်ဖြစ်လို့ပြန်ပြီးစစ်ဆန်းဆန်းစစ်ပါလေအာနာရှင်အနိုင်ကျင့်လေတမငြိမ်လို့ခံပြီးဒီပြောကနေတော်လန်နေသူတွေကိုကြာလို့နေပြီတဲ့ပစိုးကြုံတွေကဒ
သူဩကနေကျုပ်တယောက်မပါတာဘာဖြစ်မဟဲ့ပြောတတ်တဲ့ရွှေပါဇက်ငွေပါဇက်တွေ့မှာပါရိုက်မလေးကြိတ်လို့ခံပါဟုတ်လို့နာတာအဲ့ဒါအမှန်တရားပါအချောင်မရပါဘူးတော်လည်းရေးခီးမှာလင်းလဲဝိုင်းပါမိမိကိုယ်တိုင်လွတ်မြောက်ချင်ကြာရဝေးထမ်းကွာငါတို့တွေဦးအောင်ပွဲများအားလုံးအတွက်ပါတို့မြတ်ပြီအေးချမ်းရဖို့စစ်အမိုက်တို့အမြန်ကင်းစင်ဝိုင်းဝန်းကြိုးစားဦးရမတို့ပြည်သူလွတ်မြောက်ကြဖို့စစ်အမိုက်တို့အမြန်ကင်းစင်အားလုံးကြိုးစားရင်မုတ်ချပြည်တော်ဝင်ငြိမ်းချမ်းသာယာခြင်းကျေးဇူးကြိုးစီဖို့ရဲ့